15နှစ်လောက်ဒူးကြိုက်တာတဲ့ဒီနီးနဲ့တက်တာသွားတယ်ဆိုလို့ကျွန်တော်လည်းအမေကိုဒီနီးလိုက်ပြီးတော့လုပ်ပေးပါမယ်မူရင်းစာသားကိုလည်းကျွန်တော် copy လေးကူးလာပြီးတော့ video အောင်သားလေးမှာချပေးထားရပါတော့အဲ့ဒါလေးကိုလည်းအပြည့်စုံဝင်ပြီးတော့ဖတ်ကြည့်လို့ရပါရှင်ဘလို့လူတွေအတွက်အဆင်ပြေလဲဆိုလို့ရှိရင်ကျွန်တော်အမေလိုမျိုးပေါ့နော်အသက်အရွယ်ရလာလို့ဒီခန္ဓာကိုယ်ဝိတ်ကလည်းများလာတယ်ပြီးလို့ရှိရင်ဒီဒူးကောင်းလေးတွေကပေါ့နော်ဒူးကောင်းဒီအယိုးနုလေးတွေကအယိုးနုရှင်ပို့စားပြီးတော့အဲ့လိုမျိုးကြိုက်တဲ့သူတွေအတွက်ပို့ပြီးတော့မှအဆင်ပြေပါတယ်တဲ့သူမူရင်းရေးပေးထားတဲ့သူအဲ့လိုမျိုးပြောရဲပေါ့နော်ဒါလုံးဝပျောက်သွားရလို့တော့သူမပြောဘူးဒါပေမဲ့တက်တာရဲ့အစေးထိုးလို့တော့မတက်တာတဲ့ဒီဒူးနာတက်တာသွားရဲဆိုလို့ကျွန်တော်လည်းအမေကိုလုပ်ပေးရပါတော့နጂအောင်အလွတ်တစ်ခုလိုမယ်နጂအောင်ပေါ့နော်နጂအောင်အလွတ်ပြီးသွားပြီဆိုလို့ရှိရင်နጂအောင်ကိုထုရှည်ပြီးတော့တံမြာသီးလေးညှစ်လိုက်ပေါ့နော်အရေခက်ပြစ်ပြလေးရလာပြီဆိုလို့ရှိရင်ဒူးပေါ်မှာလိမ့်ပြီးလို့ရှိရင်ဘန်နာရွက်ကလေးအုပ်ပြီးတော့အပွားနေပြီးတော့ပဝါပပလေးနဲ့အလိုမျိုးစီးပြီးထားလို့ရပါတယ်ရှင်